Onana ဆိုတဲ့ဂိုးသမားကိုခေါ်ပြီး Onana ကိုပြစ်ပယ်ခဲ့တဲ့ United ပရိသတ်မတော်ပဲမိလာမြောင် United အသင်းကတော့ဒီတစ်ပတ်မှာ Aston Villa အသင်းကို2ဂိုးတကွနဲ့ရှုံးခဲ့ပြီးအဆင့်9နေရာကိုရောက်နေခဲ့ရပါတယ်။ United အသင်းဟာနောက်ဆုံးနှစ်ပွဲမှာ Onana ဆိုတဲ့ဂိုးသမားကိုခေါ်ပြီး Onana ကိုပြစ်ပယ်ခဲ့တဲ့ United ပရိသတ်မတော်ပဲမိလာမြောင် United အသင်းကတော့ဒီတစ်ပတ်မှာ Aston Villa အသင်းကို2ဂိုးတကွနဲ့ရှုံးခဲ့ပြီးအဆင့်9နေရာကိုရောက်နေခဲ့ရပါတယ်။ United အသင်းဟာနောက်ဆုံးနှစ်ပွဲမှာပေးကိုခွင့်ပြုရမှုက6ဂိုးထိရှိနေပြီးခံစစ်ပိုင်းပြဿနာတွေစတိုက်ကြုံတွေ့နေရတာပါ။အသင်းအခန်းစစ်ပိုင်းကဒီနေ့နဲ့မကွာရတို့ဒဏ်ရာပြဿနာရှိနေချိန်မှာယိုနဲ့ဟီဗန်တို့နှုတ်တက်တာရှိနေခဲ့ပြီးနလန်ထကစားသမားမာတီနက်ကလည်းအရန်ကြီးအရန်စွန့်သုံးလို့မရသေးတာပါ။ဒါ့အပြင် United အသင်းမှာကပရိသတ်တွေအသေးပေးမြင်တဲ့ဟာကွက်ကြီးတစ်ခုရှိနေပြီးအဲ့ဒီနေရာက United ကိုအဓိကဒုက္ခပေးနေကြတာပါ။အဲ့ဒီနေရာဂိုးသမားနေရာဖြစ်ပြီးဂိုးသမားအသစ် Lesman ထင်သလောက်အဆင်ပြေခြင်းမရှိသေးပါဘူး။ Onana ရဲ့အဆိုးအဆုံးဖြစ်နေတဲ့ကာလနဲ့ Lesman ရဲ့ပထမအဆုံးအခြေအနေကိုနှိုင်းယှဉ်နေခဲ့လို့ Lesman ကိုအတိမတ်ပြုနေခဲ့ကြတာပါ။ Onana ရဲ့ prime time ကLesman မျိုးနဲ့သာရှင်တော့ Lesman ခြားတဲ့အဆင့်သာရှိနေခဲ့တာပါ။ဒီလိုဂိုးသမားမျိုးကို Fergie တို့ကအစားထောက်ခံပေးခဲ့တာတကယ်ကိုအံ့အားသင့်စရာပါပဲ။အခုဆိုရင်ထောက်ပလာတဲ့အချက်တွေအရ Lesman ဟာ Onana ရဲ့ Lesman ကိုမမီဘူးဆိုတာတဖြည်းဖြည်းနဲ့ပေါ်လွင်လာခဲ့ပါပြီ။အဲ့ဒါကတော့ Lesman ရဲ့ပထမဆုံးဆက်လက်ပွဲကစားပြီးချိန် Lesman နဲ့ Onana United ကိုစားရောက်ပြီးပထမဆုံးဆက်လက်ပွဲက Lesman ကိုနှိုင်းယှဉ်ရမှာ Lesman ကတော့ပို့ပြီးတော့ပေးကိုခွင့်ပြုထားခဲ့တာပါ။ Onana 2023-24ဘောလုံးရာသီက Inter Milan အသင်းကနေ United ထံပြောင်းရွှေ့လာခဲ့ပြီးပထမဆုံးဆက်လက်ပွဲမှာပေးကို15ဂိုးသာခွင့်ပြုထားခဲ့တာပါ။လက်ရှိရာသီမှာ United အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ဂိုးသမား Lesman ကတော့ပထမဆုံးကစားခွင့်ရတဲ့ဆက်လက်ပွဲမှာ18ဂိုးထိခွင့်ပြုထားရပြီး Onana အထက်အသွင်းဂိုး2ဂိုးပိုများနေခဲ့တာပါ။ဒါကြောင့် Lesman ရဲ့ Lesman ဟာတမန်အထက်မပိုတဲ့အခြေအနေမျိုးဖြစ်နေပြီးတပွဲပြည့်မြတကိုးအထက်ခွင့်ပြုပေးနေရတာပါ။ United အသင်းကလည်းရှင်းမပေးစရာအဆင့်9နေရာမှာရပ်တည်နေပေမဲ့လည်းခံစစ်ပိုင်းက18ပွဲအပြီးမှာ28ဂိုးထိခွင့်ပြုပေးခဲ့ရတာပါ။ဒီပမာဏဟာ Premier League အသင်း20ထဲမှာ6သင်းမြောက်ပေးကိုအများဆုံးပမာဏတစ်ခုဖြစ်ပြီး United ထက်ပေးကိုပုံပုံခွင့်ပြုထားတဲ့အသင်းက9သင်းသာရှိနေကြတာပါ။အဲ့ဒီ9သင်းကတော့တန်းစင်းစုံ3သင်းဖြစ်တဲ့ Wood West Ham နဲ့ Burnley အဆင့်16ကတန်းတက် Leeds United နဲ့အဆင့်14က Bournemouth အသင်းတို့ဖြစ်ပါတယ်။ဒါကဘလို့မှလက်ခံလို့မရတဲ့ပမာဏတစ်ခုဖြစ်ပြီး United အသင်းဟာအရင်တစ်ခါကလည်းခုလိုအမှားမျိုးတွေလှုပ်ဆောင်ခဲ့ကြတာပါ။အသင်းအတွက်2011ခုနှစ်ကလေးကပါဝင်ကစားပေးခဲ့ပြီးအသင်းရဲ့ဂိုးဘောက်ကိုစုံစမ်းတမန်ကာကွယ်ပေးခဲ့တဲ့ဒီကီယာကိုထုတ်ပြီးအင်တာမီလန်အသင်းရဲ့ဂိုးသမား Onana ကိုခေါ်ယူခဲ့တာပါ။အဲ့ဒီချိန်ကလည်းဒီကီယာကိုတရမ်းမတိုးခဲ့ပဲ Onana ကိုခေါ်ယူခဲ့တာကမှားယွင်းခဲ့ပြီးအခုလည်းပုံစံတူအမှားမျိုးကိုထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။ United တို့ကတော့ဒီအမှားတွေကိုထပ်ခါကျူးလွန်နေခြင်းဟာအသင်းအတွက်ဘယ်လိုမှအဆင်မပြေပြင်ဆင်လို့မရတဲ့အမှားမျိုးတွေဖြစ်နေပြီး United တို့ဘယ်အချိန်မှလူမှန်နေရာမှန်ကစားသမားတွေကိုရွေးချယ်သွားနိုင်ပါလိမ့်။ဗီလိုလေးကတော့ပါပဲအဆုံးထိရှုပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ကြ